တနေ့တွင်ဖလား6လုံးပိုင်ဆိုင်ခဲ့တဲ့ PSG ယုံကြည်စိတ်ချမှုခိုင်မာမှုအထူးဝန်ဆောင်မှုကောင်းတွေပြည့်စုံနေတဲ့တန်းကြွယ်ကနေပြီးတော့ကြိုးဆိုပါရခင်ဗျာပြင်သစ်လီဂူ1ကလပ် PSG အသင်းကယမနီမနက်ကအင်တာကွန်တီနယ်ကပ်မှာအနိုင်ရဗိုလ်ဆွဲပြီးတဲ့နောက်တနေ့တွင်ဖလား9လုံးထိစကူးနိုင်ခဲ့ကြောင်းသိရပါတယ်ခင်ဗျာစပိန်လူမျိုးနီးပြဖြစ်တဲ့အင်ရီရဲ့လက်အောက်မှာ2025ခုနှစ်တနှစ်အတွင်းမှာချန်ပီယံလိပြင်သစ်အမှတ်ပေးပြင်သစ်ဖလားပြင်သစ်စူပါဖလားဥရောပစူပါဖလားနဲ့အင်တာကွန်တီနယ်ကပ်ဖလားပါဝင်ဖလား6လုံးထိရယူနိုင်ခဲ့ကြောင်းသိရပါတယ်အင်ရီက PSG အသင်းကိုစူပါစတားတွေမပါတဲ့အသင်းဖြစ်ပြောင်းလဲခဲ့ပြီးလူငယ်ကစားသမားတွေနဲ့မထင်မှတ်ထားတဲ့အောင်မြင်မှုမျိုးရယူထားနိုင်ခဲ့ပါတယ်။သူလက်ထက်မှာဒမ်ဘီလီဘော်လွန်တော်ရခဲ့သည့်အထီကိုတောက်ပလာခဲ့တယ်လို့ဒိုလိုမီလူငယ်ကစားသမားလေးကကမ္ဘာအကောင်းဆုံးကစားသမားတွေကတူဖြစ်လာခဲ့တာပါ။ဗေနီယာကအကောင်းဆုံးကွင်းလေလူဖြစ်လာခဲ့ပါတယ်။ဒါကြောင့်သူကင်တွေခဲ့တဲ့အချိန်တို့အတွင်းမှာအခုလိုတစ်နှစ်အတွင်းဖလား9လုံးထိရခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒါ့အပြင်ဒီယာဒီမာလည်းပဲယမနစ်ကခြေစွမ်းကောင်းပုံစံကောင်းကိုထိန်းသိမ်းထားနိုင်ခြင်းဖြစ်ကဖလားအားလုံးကိုကာဝယ်နိုင်မှုအတွက်ပြစ်မှတ်ထားနေကြောင်းလည်းသိရပါတယ်ခင်ဗျာ။